Hello everyone ဒီနေ့မှာဆိုကျွန်တော်တွားရောက်လက်ပန်းမဲ့နေရာကတရုတ်နိုင်ငံလိုမျိုးတောင်ဖြစ်နေတဲ့နေရာတစ်နေရာပါအဲ့ဒီနေရာကဘန်ကောက်မြို့မှာအရန်ကိုနာမည်ကြီးတယ်ပြီးရင်ညဘက်ဆိုလည်းခီးသွားလေအရန်ကိုလာလည်ကြတယ်အဲ့ဒီနေရာက China Town လို့ခေါ်ပါတယ်တချို့သူတွေကလည်းယာဝရဆိုပြီးလူသိများကြပါတယ်ဆိုတော့အဲ့ဒီနေရာကိုတွားပြီးဘာလေရှိတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုမှာလက်ကြည့်ပေးကြပါဦးโอเคအခုဆိုရင်ကျွန်တော် China Town ကိုရောက်နေပါပြီ China Town ကိုရောက်ချင်းပေါ့နော်ဒီမှာမြင်တွေ့ရမှာကတော့လူတွေအကြမ်းကိုတိုးပါတယ် China Town မှာနော်မီကြီးစောကတော့ street food ဖြစ်ပါတယ်ညနေပိုင်း9 နာရီကျော်လောက်ဆိုရင်လမ်းမပေါ်မှာတောလမ်းငယ်လေးတွေနဲ့ဒီ side တေးလေးပေါ့နော်အကြမ်းကိုစီကားလာပါတယ်ဒီ street food ကဘယ်လောက်ထိပေါ်တယ်လဲဆိုရင် China Town တကွေမှာပြည့်နှက်နေပါတယ်ကျွန်တော်ဆိုရင်ဘာဝယ်ဆိုင်ရမှမသိလို့ဘာမှမဝယ်ခဲ့လိုက်ရဘူးဒုတိယအချက်ကတော့ Wat Mako Kamalawat တယောက်ဖို့ကြီးကျောင်းပါဒီတယောက်ဖို့ကြီးကျောင်းဆိုရင်1881မှာစတဲ့တည်တောက်ခဲ့ပြီးထိုင်းနိုင်ငံမှာရှိတဲ့အရေးကြီးဆုံးနဲ့အကြီးဆုံးတရုတ်ဗုဒ္ဓဘာသာကျောင်းတော်တွေထက်ကတစ်ခုဖြစ်ပါတယ်ပြီးရင်ဒီဖော်ကြီးကျောင်းဆိုရင်တရုတ်ပြည်သူကလက်ရဆစ်စစ်ပေါ်တော့သူတို့ကိုယ်တိုင်တည်ဆောက်ထားပါတယ်အဲ့ဒီခေါ်မှုပေါ်မှာလည်းငကားပုံနဲ့ဂျပန်ပုံတွေအရန်ကိုလှပါတယ်လှုပ်ထားတာအဲ့ဒီဖော်ကြီးကျောင်းကိုလာရောက်ပူဇော်များတာကထိုင်းနဲ့တရုတ်တွေအများဆုံးဖြစ်ပါတယ်သူတို့တွေဘယ်လိုပူဇော်ကြတယ်လဲဆိုရင်ကျမ်းမာရေးစီးပွားရေးနဲ့ကာကောင်းခြင်းတွေကိုရရှိဖို့အတွက်အပူဇော်ခံပစ္စည်းတွေငွေတိုက်တွေနဲ့မီးရှို့ပြီးလာရောက်ပြီးပူဇော်လက်ရှိကြပါတယ်အနောက်ဆုံးချက်ကတော့ China Town ကိုရောက်ခဲ့လိုက်ရင်ပေါ်လှလေးတွေရိုက်ဖို့နဲ့ဗီဒီယိုတွေမှတ်တမ်းတင်ဖို့မမေ့ပါနဲ့ဒီနေရာမှာလှပတဲ့ဖျားเจ้าတွေရောင်ဆောင်ဆော့အတွေနဲ့လူစီကားတဲ့လမ်းမတွေပေါ်မှာဓာတ်ပေါ်ဖြစ်ဖြစ်ဗီဒီယိုဖြစ်ဖြစ်ရိုက်ပြီးမှတ်တမ်းတွေတင်ဖို့မမေ့ပါနဲ့ပြီးရင်ကဘာကျော်တဲ့ရဝလလမ်းပြအစားအစာတွေကိုမြင်ဆန်းကြည့်ပါဘယ်လိုမျိုးအစားအသောက်တွေကြိုက်လဲဘယ်လိုမျိုးဟင်းတွေကိုကြိုက်လဲဒီရဝလလမ်းပေါ်မှာစားတုပ်စရာတွေအများကြီးရှိပါတယ်ဒီရဝလမှာဆိုရင်ဖာထိုင်ဆိုအစားအစာကအရန်ကိုစားကောင်းပါတယ်ကျွန်တော်ဆိုအများစားဖြစ်ခဲ့တယ်တကယ်လို့ခင်ဗျားတို့လည်းရဝလကိုရောက်လိုက်ရင်အတော့တွေစားပြီးဗီဒီယိုမှတ်တမ်းတင်ဖို့မမေ့ပါနဲ့ပြီးရင်ဓာတ်ပုံလှလေးတွေဗီဒီယိုလှလေးတွေရိုက်ပြီးမှတ်တမ်းတင်ဖို့လည်းမမေ့ပါနဲ့ Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲเนาะ Thanks million for watching see you next video ဘယ်လိုပါ